ရာတော်ရှင်သူမြတ်ဖေဟာမိဂုံးများရှောက်ခွင့်ပြုပါဖေဟာမိမိတို့နေထိုင်ရာပတ်ဝန်းကျင်ရှိယဟန်တန်ဃာတော်တွေဟာဝိနည်းနဲ့မငြိမ်ညွတ်တဲ့ယဟန်တန်ဃာတွေကြီးဖြစ်နေသည့်အခါမှာထိုယဟန်တန်ဃာတော်များကိုလှူဒန်းရာမှာစောလောင်းလူရာ၌မိတို့နှလုံးသွင်းဆင်ခြင်ရပါမည်နိဖေဟာဒီမေကွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမျိုးမဟာကဏ္ဍဆရာတော်ကြီးကတန်ခါ၃မျိုးခွဲပြောထားတယ်နော်နံပါတ်1တန်ခါမျိုးစားကပထမတန်းစားတန်ခါခေါ်တယ်ဒုတိယတန်းစားတန်ခါတတိယတန်းစားတန်ခါနော်တန်ခါ၃မျိုးအမျိုးမဟာကဏ္ဍဆရာတော်ကြီးခွဲထားပါပထမတန်းစားတန်ခါဆိုတာကအရိယာတန်ခါများကိုပြောတာနော်သောတာပန်သဂရကံအနာကံယဟန္တာတန်ခါတွေကိုပထမတန်းစားတန်ခါခေါ်တယ်ပုထုဇဉ်သီလရှိတဲ့တန်ခါတွေကိုတော့ဒုတိယတန်းစားတန်ခါခေါ်တယ်သီလမရှိတဲ့အာလိစီဒုတ်သီလယဟန်တွေကိုတော့တတိယတန်းစားတန်ခါလို့ခေါ်တယ်အဲ့တော့ဆရာတော်ကြီးကပထမတန်းစားတန်ခါကိုရနိုင်ရင်ကောင်းတယ်ပေါ့ဆရာတော်ကြီးကနော်အလှူဒါနလုပ်တဲ့အခါမှာပထမတန်းစားတန်ခါကိုရှားပွဲရကိုးကွယ်ရလွယ်ကူတယ်ဆိုရင်တော့ပထမတန်းစားတန်ခါကိုရှားပွဲကိုးကွယ်လူတန်းဆက်ကပ်ပါဒီနေ့ခေတ်ဆိုရင်တော့ပထမတန်းစားတန်ခါရှားတယ်လीနော်ရှားတယ်ဟိုတိတာမတိတာဘူးပေါ့လေဒုတိယတန်းစားတန်ခါရတဲ့ခါကျတော့ရှိတယ်နော်သီလရှိတယ်ပုထုဇဉ်နော်ပုထုဇဉ်ဆိုပေမဲ့သီလရှိကြတဲ့တန်ခါတွေရှိတယ်ဒုတိယတန်းစားတန်ခါကိုရှားပွဲကိုးကွယ်စီကဲလူတန်းပါမိမိတို့ပတ်ဝန်းကျင်မှာဒုတိယတန်းစားတန်ခါမျိုးလည်းမရှိခဲ့ရင်ဒါခုနကမေးကုန်နော်ပတ်ဝန်းကျင်မှာကအလွယ်တကူသီလရှိတဲ့တန်ခါခြာရခတ်တယ်ချို့နယ်တွေမှာမရှိဘူးပေါ့အဲ့တော့ရှိတဲ့တန်ခါကိုပဲလှူရတော့မှာလေအဲ့တော့တတိယတန်းစားတန်ခါပဲရှိတယ်သီလမရှိဘူးဝီနည်းတွေပေါ်တယ်ပေါ့တတိယတန်းစားတန်ခါအဲ့လိုဆိုလို့ရှိရင်နော်ဘယ်လိုလှူရမလဲဆိုတဲ့အခါကျတော့ပုဂ္ဂိုလ်ကိုအာယုံမပြုတော့ကျွန်တော်တန်ခါဂုံကိုအာယုံပြုရမယ်အရိယာတန်ခါဂုံကိုအာယုံပြုမယ်နော်ပုဂ္ဂိုလ်ကိုအာယုံပြုလိုက်မယ်ဆိုလို့ရှိရင်အလူခံပုဂ္ဂိုလ်ကညံ့ပြင်းနေတာပေါ့ညံ့ပြင်းနေတဲ့အခါကျတော့ကိုယ့်ရဲ့ကုသိုလ်မျိုးစေ့သည်အာမကြည့်နိုင်ဘူးအဲကြောင့်ပုဂ္ဂိုလ်ကိုမကြည့်တော့ဘဲနဲ့အရိယာတန်ခါဂုံကိုအာယုံပြုမယ်ဆရာတော်ကြီးကဘာနဲ့ဥမာပေးလဲဆိုတော့ဦးဇင်းတို့စေနုတော်နဲ့ဥမာပေးတယ်ဒီနေ့ခေတ်ဦးဇင်းတို့ဘုရားရှင်မရှိတော့ဘူးလေဘုရားရှင်တတော်တင်ကြမရှိတော့ဘူးဒါပေမဲ့ဦးဇင်းတို့ကျောင်းတွေမှာအိမ်တွေမှာဘုရားစေနုတော်ရှိတယ်နောက်ဇီတွေနော်ရက်ွက်တွေရွာတွေမြို့တွေမှာဇီတည်ထားကြတယ်ပြီးတော့ဘုရားအတုပေါ့ဆိုလိုတာစေနုတော်ဆိုတာဘုရားအတုပဲအဲ့တော့ဦးဇင်းတို့ဘုရားအတုကိုကြည့်ပြီးတော့ဘုရားအစ်စ်ကိုအာရုံပြုရတယ်ဒီဟာလေးနော်နားလည်ဖို့လို့နော်ကိုယ်အိမ်မှာနေစဉ်ဘုရားရှိခိုးတယ်ဆွမ်းတော်တင်တယ်ဘုရားအတုပဲတကယ်တော့ဟုတ်လားဒါပေမဲ့ဘုရားအတုကိုဦးဇင်းတို့အာရုံပြုပါဘူးဒီစင်းတုကတဆင့်ဘုရားရှင်အစ်စ်ကိုအာရုံပြုပါတယ်ဒီတိုင်းပဲဦးဇင်းတို့ယနေ့ဟိုကိုယ်ပတ်ဝန်းကျင်မှာတီလာရှိတဲ့တန်ဃာတွေရှားပါတယ်ဒါပေမဲ့ဦးဇင်းတို့စက်ကလူတန်းကြမယ်ပေါ့နော်အခမ်းအနားတွေပင်ကြတယ်ဆွမ်းတွေကတ်ကြတယ်သင်္ကန်းတွေကတ်ကြတယ်အဲ့ခါကျရင်ဦးဇင်းတို့ဒီတန်ဃာကနေတဆင့်အရိယာတန်ဃာအထိကိုဦးဇင်းတို့အာရုံပြုရမယ်ခုနကဥမာလေးမှတ်ထားလေစင်းတုတော်ကနေပြီးတော့တတ်တော်ထင်ရှားဘုရားကိုအာရုံပြုတယ်လို့ဒီဝီနီးပေါ်တဲ့နော်ယဟန်တော်တွေကိုဦးဇင်းတို့တဆင့်ပေါ့နော်ဒီယဟန်တွေကနေတဆင့်တီလာရှိတဲ့တန်ဃာတွေကိုဦးဇင်းတို့အာရုံပြုရမယ်နော်စတာတော်မျိုးမှာကတော့ဆရာတော်ကြီးပေးတဲ့ listening ဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ကိုယ်ဘဝဝင်ခြင်းမှာပထမတန်းစားတန်ဃာဒုတိယတန်းစားတန်ဃာခြာမရခဲ့ရင်တတိယတန်းစားတန်ဃာကိုလှူရမှာပါဒါပေမဲ့တတိယတန်းစားတန်ဃာပုဂ္ဂိုလ်ကိုအာရုံပြုတော့ပြန်ဒီပုဂ္ဂိုလ်ကနေတဆင့်အရိယာတန်ဃာကိုအာရုံပြုမယ်ဒီလိုဆိုရင်အကျိုးကျေးဇူးကြီးပါတယ်နော်အဲ့ဆိုရှင်များဟိုပါပေါ့တပည့်တော်တို့ဒီပထမတန်းသားတန်ခါကလည်းရှားရပေါ့ဒုတိယတန်းသားတန်ခါကလည်းပတ်ဝန်းကျင်မှာမရှိဘူးဆိုရင်တပည့်တော်တတိယတန်းသားတန်ခါကိုတပည့်တော်တို့ဟိုပါပေါ့ပစ္စည်းလေးပါပဲဖြစ်ဖြစ်ပေါ့တပည့်တော်ထောက်ပံ့လိုက်မယ်ဆိုရင်တပည့်တော်တို့ကဒီသာသနာကိုပျက်စီးအောင်ဟိုတစ်ဖက်ကနေပြီးတော့အားပေးတယ်လို့မြန်ဖြစ်မလားအဲ့အမျိုးလေးပေါ့ရှင်များအဲ့ဒါကြည့်လို့ရှိရင်နှစ်ပိုင်းရှိတယ်နော်နှစ်ပိုင်းရှိတယ်ဆိုတဲ့အခါမှာလှူဒန်းတဲ့အခါမှာကိုကဒီတီလာမရှိတဲ့ပုဂ္ဂိုလ်ကပေါ့နော်သာသနာပရိယပฏิပတ်လည်းမလုပ်ဘူးပေါ့ပရိယပฏิပတ်မလုပ်ပဲနဲ့ဒီလောင်းကစားတွေလုပ်မယ်နော်ဟိုမကောင်းတဲ့နေရာတွေလုပ်တယ်ပေါ့ဆိုတော့သာသနာရေးအတွက်ဘာမှမသုံးဘူးရသမျှပစ္စည်း၄ပါးကိုမကောင်းတဲ့နေရာမှာသုံးတယ်ပိုကျိုးတယ်သုံးတယ်ပေါ့အဲ့ဒါကိုကသိနေတယ်သိနေသူ့ရဲ့လုပ်ငန်းတွေကိုမကောင်းတဲ့ကိစ္စတွေကိုအားပေးတဲ့အနေနဲ့လှူရဲဆိုရင်တော့ဒါအကုသိုလ်ပဲဟုတ်ပြီနော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တီလာမရှိပေမဲ့အဲ့ဒီဆရာတော်ကစာသင်တိုင်းလုပ်နေတယ်ဆိုပါစို့နော်တီလာမရှိဘူးအဲ့ဆရာတော်ဒါပေမဲ့သူကစာသင်တိုင်းလုပ်နေတယ်စာသင်စာချလုပ်နေတယ်ဆိုရင်သူ့ရဲ့ပရိယတိလုပ်ငန်းကိုအားပေးတဲ့အနေနဲ့လှူတာဆိုရင်တော့ကုသိုလ်ရတယ်ဟုတ်ပြီနော်မကောင်းမှုကိုအားပေးတာမဟုတ်ဘူးလေသူ့ရဲ့ပရိယတိလုပ်ငန်းကိုအားပေးတာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဆိုတော့ကုသိုလ်ရတာအဲ့
ဒါဆိုရှင်များတပည့်တော်တော့နှစ်ပိုင်းခွဲရမှာ နှစ် ပေါ့ ပိုင်းခွဲရ တကယ်လို့တစ်ပိုင်းမှာကြတော့ဒီအလောင်းသားတွေလုံးနေရလဲသိတယ်ဒီเจ้าတိုက်ကပရိယပရိပတ်တွေလဲဆောင်ရွက်မှုမရှိဘူးဒီကိုကြိုးပဲလုပ်တယ်ဆိုရင်တော့တပည့်တော်တို့တရားကို 6နှစ်ပါတယ် ရှောင်းအောင် ယဟန်တော်များဝါရင်းခီးသွားတဲ့အခါဝါပန်ခြင်းဘူတုဒ္ဒနှင့်ခီးတစ်ခုသွားပြီးဝါကျွတ်တီအထိဝါဆိုရာအကြောင်းကိုပြန်မလာသည့်အခါညီတိအပတ်တင်ပါတယ်လေဖေယဘလို့ဆောင်ရွက်ပြီးမှသွားရင်အပြစ်ကင်းလို့ပါတယ်လေဖေယ အဲ့တော့ဝါရင်းကာလမှာဦးဇင်းတို့ဟိုဆရာတော်ကြီးတွေပြောလေးရှိတယ်တုံတုံလို့ခေါ်တယ်ယဟန်တော်တွေမှာဦးဇင်းတို့ဝါပန်ပြီးတော့သွားတာပေါ့နော်ဝါပန်တယ်ဆိုတဲ့နေရာမှာလည်းဟိုပါဇက်ကဆိုမှတော့မဟုတ်ပါဘူးဒါဦးဇင်းတို့လည်းဝိနည်းစရာတွေဒါတွေရေးပြီးသားရှိပါတယ်ဟိုစိတ်ထဲကနေနှလုံးသွင်းလိုက်ရတယ်ဟို9ရက်အတွင်းငါပြန်လာမယ်ပေါ့နော်9ရက်အတွင်းပြန်လာမယ်ဆိုတဲ့စိတ်နှလုံးသွင်းရမယ်အဲ့ဒါကိုပဲဝါပန်တယ်လို့ခေါ်တယ်ဒါပေမဲ့ဝါပန်နေတိုင်းပန်လို့ရသလားဆိုအကြောင်းရှိရမယ်ကျမ်းမာရေးကိစ္စပေါ့နော်မိဘတွေဆရာသမားတွေနော်ကိုယ့်ရဲ့တပည့်တွေပေါ့နေမကောင်းဖြစ်တယ်ဆိုလို့ရှိရင်ကျမ်းမာရေးကိစ္စရှိတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဦးဇင်းတို့မပင့်မဖိတ်ရင်လည်းတွားလို့ရတယ်အဲ့တော့မပင့်မဖိတ်ပဲနဲ့တွားလို့ရတဲ့ဥစ္စာကမိဘကိစ္စဆရာသမားကိစ္စနော်တပည့်ကိစ္စတွေပေါ့အဲ့လိုကိစ္စတွေရှိတယ်ဆိုလို့ရှိရင်တော့မပင့်မဲနဲ့လည်းတွားလို့ရတယ်ကျန်တဲ့ကိစ္စတွေဆိုလို့ရှိရင်တော့ဒကာဓမ္မတွေကပင့်မှရမယ်ပင့်တယ်ဆိုတဲ့နေရာမှာ၃မျိုးရှိတယ်ပေါ့ဓာတုံလို့ခေါ်တယ်ဓာတုံဆိုတာကလှူဖို့တက်ရှင်များတပည့်တို့ဟိုသင်္ကန်းနဲ့ကတ်ချင်လို့ပါဗျာကျောင်းရည်သက်ချချင်လို့ပါဗျာဆိုရင်တော့ဒါလှူဖို့ပင့်တာလေအဲ့ဒါဆိုလို့ရှိရင်9ရက်အတွင်းပြန်လာမယ်ဆိုတော့ဝါပန်မယ်ဆိုတဲ့စိတ်နဲ့နော်ဝါပန်ပြီးတော့တွားလို့ရတယ်အဲ့တော့တောတုံဆိုတာကတရားနာဖို့တပည့်တို့ဗျာရှင်များထံမှာတရားနာခြင်းပါတယ်ဗျာကြွပြီးရှိနောက်ပြပါဗျာဆိုရင်တရားနာခြင်းလို့ပင့်တာအဲ့လိုဆိုရင်လည်းဦးဇင်းတို့ဝါပန်ပြီးတော့တွားလို့ရတယ်ဝါပန်တယ်ဆိုတော့ပြောသလို9ရက်အတွင်းပြန်လာမယ်ပေါ့နော်နောက်တစ်ခါဦးဇင်းတို့ဒါတောတုံပတ္တိတုံရှင်များဖူးခြင်းပါတယ်တပည့်တော်နေမကောင်းဖြစ်လို့ပါနော်ဆရာတော်ကိုဖူးခြင်းလို့ပါဗျာဖူးမြော်ခြင်းနဲ့စိတ်နဲ့ပင့်လဲတွားလို့ရတယ်အဲ့တော့ဓာတုံတောတုံပတ္တိတုံတုံလို့ခေါ်တယ်လူတန်းဖို့တရားနာဖို့ဖူးမြော်ဖို့ဒီကိစ္စ၃ခုနဲ့ဘယ်တကာမှပဲပင့်အဲ့ဒါဆိုလို့ရှိရင်တော့သွားလို့ရတယ်ဒါပေမဲ့သူအကြာကြီးတော့မဟုတ်9ရက်အတွင်းရောက်ပြန်ရမှာနော်ပြန်ရမယ်စိတ်ထဲမှာနှလုံးသွင်းရမှာပေါ့9ရက်အတွင်းပြန်လာမယ်အဲ့တော့နှစ်ခုရှိတယ်မပင့်ဘဲနဲ့သွားလို့ရတဲ့ကိစ္စကမိဘဆရာသမားနော်အဲ့တော့သတင်းသုံးပေါ်တွေကိစ္စပေါ့ကျက်မာရေးကိစ္စနောက်တကာမှတွေဆိုလို့ရှိရင်တော့ခုနကလူတန်းဖို့တရားနာဖို့ဖူးမြော်မယ်ဆိုတဲ့ဒီကိစ္စမျိုး၃ခုနဲ့ပင့်ရင်တော့သွားလို့ရတယ်နော်အဲ့တော့9ရက်အတွင်းပြန်လာမယ်ပေါ့နှလုံးသွင်းပေါ့အဲ့တော့9ရက်ကြော်သွားလို့ရှိရင်တော့ဒါဝါကျိုးတယ်ခေါ်တာပေါ့ဘာကိစ္စပဲရှိရှိ9ရက်ကြော်လို့တော့မရအောင်မိဘကိစ္စပဲဖြစ်ဖြစ်ဆရာသမားကိစ္စဖြစ်ဝါကျိုး9ရက်ကြော်လို့မရအောင်အဲ့တော့ကိုယ်ကိစ္စမပြတ်သေးဘူးဆိုရင်ပြန်လာရမှာပဲကိစ္စမပြီးသေးဘူးမိဘနေမကောင်းသေးဘူးဒါပေမဲ့ပြန်လာရမယ်ပြန်လာပြီးတော့တညပြန်အိတ်ကိုเจ้าမှာတညပြန်အိတ်ပြီးတော့ဝါပြန်ပန်ပြီးထပ်ထွက်လို့ရတယ်သူအဲ့တော့9ရက်ထွက်ကြော်လို့ကိုမရလားနော်အဲ့တော့9ရက်ပြင်တစ်ခေါက်မပြည့်ခင်တစ်ခေါက်ပြန်လာပြီးတညเจ้าမှာတညပြန်အိတ်ပြီးနောက်တစ်ခေါက်ပြန်ထွက်ပြီးရင်6ရက်လောက်နေတညပြန်လာပြန်အိတ်ပြန်ထွက်အဲ့လိုတော့လည်းရတယ်ဝါကျိုးရင်ဟုတ်တယ်သူကအာဘက်တင်တယ်လို့ခေါ်ပါတယ်ဝါကျိုးရင်အာဘက်တင်တယ်ပြီးလို့ရှိရင်သူကနောက်ဆက်တွဲကဘာဖြစ်လဲဆိုတော့ကထိန်ခင်းလို့မရအောင်သူကကထိန်ခင်းတယ်ဆိုတာကဒီဝါမကျိုးတဲ့ပုံကောမှာကထိန်ခင်းလို့ရတာအဲ့တော့ဝါကျိုးတဲ့ပုံကောကထိန်ခင်းရင်ကထိန်မမြောက်တော့ဘူးပေါ့နော်အဲ့တော့တခုတော့ရှိတာတချို့ကနားလည်မှုတခုလွဲတာကဘာလဲဆိုတော့ဝါကျိုးရင်ဝါမရတော့ဘူးလားလို့ပြောတယ်ဥပမာပေါ့ဦးစင်းကအခုဒီမှာ15ဝါပေါ့နော်15ဝါဝါကျိုးသွားတယ်ဆိုရင်14ဝါပဲတဝါမရတော့ဘူးလားပေါ့ကျိုးသွားပြောက်သွားလားပေါ့မကျိုးပါဘူးပေါ့ဝါကျိုးတယ်ဆိုတာအာဘက်တန်နဲ့ကနေခင်းလို့မရဘူးတဝါတော့ရပြီသားတဝါတော့ရတယ်ရှင်ဗျာတပည့်တော်တို့ Facebook မှာမေးမြန်းလာတဲ့မေးခွန်းများပါဗျာသူမေးရတာကတကယ်တမ်းဝစ်လဲပြီဆိုရင်တပည့်တော်ကြားပြီးတာကနောင်ဘဝမကူဆိုရင်အခုကာလမှာတနိုင်ငံလုံးကို9ရက်သားသမီးတွေကိုစိတ်မချမ်းသာအောင်လုပ်နေတဲ့ပုံကိုယ်တူရှိရပဲဆိုတော့ဘလို့အကြောင်းတရားတွေကသူ့ရဲ့အာဟုသို့ကံတွေရဲ့ပြန်လဲအကျိုးပေးမှုတွေကိုတားဆီးနေရပါလေဗျာစာပေထဲမှာတော့ဒီလိုပြောတယ်လေဇနေတိသတိတံပါကံပေါ့နော်တူသောကျိုးကိုပေးတယ်လို့ဆိုတာပေါ့နော်ဇနေတိတံပါကံဥစ္စာတော့ကြည့်လေရှင်သေဝလိနော်အရှင်သေဝလိကြားဖို့ကြပါဘူးနော်ဟိုဘိုက်ထဲမှာဘယ်နေရဘယ်လောက်နေရ9နှစ်နေရတာလေဆိုတော့အဲ့ဒီဟာဆိုလို့ရှိရင်အဲ့လိုပဲလေအရှင်သေဝလိတို့ကသူကနော်ဟိုအရင်ဘဝတုန်းကသူကဘယင်ကိုသူကဘယင်ဖြစ်တော့သူများတိုင်းတစ်ခါဗရေတရစ်ခေဆိုတော့အင်အားကြီးတဲ့နိုင်ငံကအင်အားသေးတဲ့နိုင်ငံကိုသိမ့်ပိုက်တဲ့စနစ်ကရှိတာ။အဲ့တော့အရှင်သေဝလိတို့ကဘယင်အဲ့တော့ဘယင်ဆိုတော့သူတို့ကတိုင်းပြည်ကိုကျူးကျော်တယ်ပေါ့ဆိုပါသူများနိုင်ငံကိုသိမ့်ပိုက်ဖို့ကြိုးစားတယ်။ကြိုးစားတဲ့အခါမှာဟိုစစ်တပ်ရတာနည်းနည်းကြန့်ကြာတယ်။
အဲ့ဒီခါကျတော့သူ့ရဲ့အမေကအကြံပေးတယ်လေငါသားအဲ့လိုတိုက်မနေနဲ့အဲ့တော့ဘာလို့လဲဆိုတော့တိုင်းပြည်ကိုပိတ်ဆို့လိုက်ပြီတိုင်းပြည်ကိုတကားတွေအကုန်ပိတ်ပတ်ပတ်လဲဝိုင်းထားတော့ဆိုလိုတာကစားနေရခါတွေဖြတ်ပေါ့နော်ဖြတ်တောက်ပေါ့ရေတွေအကုန်လုံးပေါ့နော်စားနေရခါတွေတွင်းတာတွေထုတ်တာတွေမလုံနဲ့အကုန်ပိတ်ဆိုတော့အဲ့လိုမျိုးပိတ်တာခဏနှစ်ကြာသွားတာလေခဏနှစ်ကြာသွားတာအဲ့စားနေရခါပိတ်တာအဲ့မြို့ကိုပေါ့နော်အဲ့ပြည်ကိုစားနေရခါတွေပိတ်လိုက်တာခဏနှစ်ကြာတယ်အဲ့တိုင်းပြည်သားတွေကမခံနိုင်တော့တိုင်းပြည်သားတွေကစားနေရခါတွေပြတ်တဲ့ခါကျတော့မခုခံနိုင်တော့ဘူးလေမခုခံနိုင်တော့လက်နက်ချအညံ့ခံလိုက်ရတယ်ပေါ့လေဆိုတော့အဲ့ဒီအာကုတုကံကြောင့်တီဝီလေးရဲ့မေတော်ကသူကအကြံပေးခဲ့တာလေအကြံပေးတာကအမေတိုက်တာကသားပေါ့နော်အဲ့တော့အမေကအကြံပေးတဲ့ကြောင့်အမေဒီတီဝီလေးကို9နှစ်တိဝမ်းထဲမှာလွယ်ထားရတယ်အဲ့တီဝီလေးကိုယ်တိုင်ကလည်းသူကတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ကြောင့်ဗိုက်ထဲမှာသူက9နှစ်ကိန်းအောင်နေရတယ်ဆိုတော့အဲ့ဒီအာကုတုကံကြောင့်ဒါတီဝီလေးဘဝမှာအမေဗိုက်ထဲမှာနေရတာလေဆိုတာကသူ့တော့အကျိုးကိုပေးတယ်လို့ပြောပြတာပါနော်သူတော့အကျိုးပေးတာအရှင်မြတ်အဲ့ဆိုလူတွေက9နှစ်လောက်ကြီးခံစားပြီးတော့တီဝလီကဒီတဘဝတွေခံစားရတယ်မဟုတ်ပါဘူးသူကအပယ်ရဲကြပါသေးတယ်ကြပါသေးတယ်ကြပါဒါအကုသိုလ်ရဲ့အကျွင်းဆက်လို့ခေါ်တယ်အကျိုးဆက်ပေါ့နော်အရှင်မြတ်ဟိုပါလေဝီနီးဟာလူတွေမသိခေါင်းဘူးလို့လူကြီးတွေများပြားပြောရပေါ့ရှင်မြတ်ဒါဟုတ်တယ်လို့ဆိုမလားရှင်မြတ်ဘာလို့ဆိုတော့တီးပြီဆိုရင်နေရာတကာအဲ့လိုမျိုးမြင်တတ်တော့လေမြင်တတ်တော့ပြောမယ်ကုသိုလ်စိတ်မဖြစ်ပဲအကုသိုလ်စိတ်များတယ်ဆိုပြီးတော့ကြီးရဲ့နှလုံးသားထဲမှာတော့ရှိနေတယ်ရှင်ဗျာအဲ့ဒါကိုရှင်ဗျာဘယ်လိုယူဆမလဲဗျာဝင်းနေရမသိလို့မရဘူးတိကိုသိရမယ်ဒါပေမဲ့ဦးဇင်းတို့ကပိယသင်္นานတော်မှာပြောသလိုလေဘာလဲဦးဇင်းတို့ဝင်းဒီလေ့လာတယ်ဆိုတာတန်ဃာတော်တွေကိုစော်ကားဖို့မဟုတ်ပါဘူးเนาะတန်ဃာတော်တွေသာသနာပြုတဲ့အခါမှာအဘက်မသိအောင်လို့လေအခုဒီနေ့ဆိုပဲလက်တွေပဲလေဒီနေ့စကားကြီးတို့ဆွန့်ကတ်တယ်ဆွန့်ကတ်တဲ့အခါမှာဦးဇင်းတို့အသီးတွေပါတယ်အသီးတွေမှာဦးဇင်းတို့အစေတွေပါတယ်ဆိုတော့ကဲအဲ့တော့ဦးဇင်းတို့ကပိယသင်္นานတက်ထားတဲ့တကားလေးတွေဆွပြတဲ့ခါကျတော့ကဲတကားလေးလာစမ်းဟောဒီမှာအစေတွေပါတယ်ဦးဇင်းတို့အဆန်လောက်ကြရအောင်ခေါ်လိုက်တော့ရှောရှူပဲဘာမှထစ်ဖို့နေတာမရှိဘူးကပိယံကရောကြီးလို့ဘုန်းကြီးကဆိုလိုက်တယ်ကပိယသင်္นานတက်ထားတဲ့တကားလေးကကပိယဘန်နေဆိုပြီးတော့သူခြုံလေးနဲ့ထိုးဖောက်လိုက်တယ်ချောနေတာပဲဒါဝင်းနေမသိတဲ့ပုဂ္ဂိုလ်ဆိုအပေါအောင်ရှင်းပြတော့မှာဆိုတော့ဝင်းနေတာ तू မသိဘူးဆိုရင်ဦးဇင်းတို့ဒီအသီးတွေစားလို့ရမှာလည်းမဟုတ်ဘူးဟုတ်တော့ဒါလူတွေဝင်းနေသိဖို့လိုတယ်ဆိုတာနမူနာတာတကပြောပြတာလေအဲ့လိုသိလိုက်တဲ့ခါကျတော့ဘာဖြစ်လဲတန်ဃာတော်တွေချမ်းချမ်းသာသာနဲ့ပစ္စည်းလေးပါသုံးဆောင်လို့လွယ်သွားတာပေါ့အဲ့တော့ဝင်းနေမသိဘူးဆိုရင်တန်ဃာတော်တွေမအပ်မရဘက်ဆက်တွေဖြစ်သွားတာလေအဖြော်ရင်ဖြော်တာကအစပြီးခဲ့တဲ့အပတ်ကဦးဇင်းတို့တိမ်သမုတ်သွားကြတယ်လေတိမ်သမုတ်သွားတယ်ဘုန်းကြီးကလည်းဝင်းနေတော့အလေးပြတဲ့ဘုန်းကြီးပါပဲဒါပေမဲ့သူ့တက္ကရာမတွေကမတင်ပေးထားဘူးလေအဲ့တော့ဦးဇင်းတို့ကဟိုမှာဖြော်ရီကက်လို့ရလားလို့သူကမေးတယ်ရတယ်ပေါ့နော်တဘာဝဖြော်ရီပဲကပ်ပါပေါ့ဆိုတော့တမလိုက်တော့မကြီးရေစေတနာပါတယ်ဆိုဦးဇင်းကပြောလိုက်သေးတယ်မကြီးရေဆိုရင်တော့တော်တော်စစ်ရမှာနော်လို့အနေတွေဖက်တွေပါတတ်တယ်လို့ပြောတော့အဲ့တော့တမတဲ့ဆိုခိုင်းနာမယ်ပေါ့ဒါပေမဲ့တက္ကရာမတွေကနားမလဲဘူးလေသူတို့ထင်တာကအရေးဆိုရင်ရပြီဖြော်ရီဆိုရင်ရပြီဒါပေမဲ့အမှတကယ်ကက်တဲ့ခါကျတော့အဖက်တွေအများကြီးပါလာတယ်ဒါဘာဖြစ်လဲဆိုတော့ဝီနီးမသိတဲ့အဖြစ်ပေါ့နော်အဲ့တော့ဝီနီးသိတဲ့ပုဂ္ဂိုလ်ဆိုလို့ချင်းတေးသေးချာချာစစ်မယ်ပေါ့နော်စစ်လိုက်လို့ရှင်တော့ဘုန်းကြီးတွေဝိကာလဘောဇနာအဘယ်လည်းမတင်တော့အဲ့တော့ဝီနီးမသိတဲ့အခါကျတော့အဖြော်ရည်ကတ်တဲ့အခါမှာအဖက်တွေပါလာတယ်ဒါဘာဖြစ်လဲဝီနီးမသိလို့လေအဲ့တော့ဆိုလိုတာကဝီနီးလေးလာတင်ယူခြင်းနေဆရာတော်တန်ဃာတော်တွေအဘယ်မတင်အောင်ကူညီဖို့အတွက်ဖြစ်ပါတယ်အဲ့တော့စော်ကားဖို့မဟုတ်ပါဘူးနော်အဲ့တော့ဝီနီးမသိတော့တန်ဃာတော်တွေမချမ်းသာဘူးပေါ့နော်ဟိုမအမဆက်တွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်ဦးဇင်းတို့ဝီနီးသိကိုသိတင်ပါတယ်နော်ယခုဘဝမှာယောက်ျားလေးတစ်ယောက်ဖြစ်ဝင်စားပြီးယခုပြစ္ဆုတ်ပံမှာထိုမျိုးသားတစ်ယောက်ဟာ LGBT တစ်ယောက်ဖြစ်နေခြင်းဟာအဲ့ဒီမျိုးသားတစ်ယောက်ရဲ့ရွေးချယ်မှုကြောင့်လားဒါမှမဟုတ်အဲ့ဒီမျိုးသားတစ်ယောက်ရဲ့အတိတ်ဘဝကကံအကျိုးတရားကြောင့်လားဘလို့အကျိုးတရားများကြောင့်ထင်ပါတယ်လေဖေရတယ်အဲ့ဒါတော့ကာမေတုမစ္ဆာဇာရကံလို့ခေါ်တယ်အတိတ်ဘဝတော့ကသူဒီကာမေတုမစ္ဆာဇာရကံလူကျုခဲ့တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်သူ့ရဲ့လူဖြစ်တာကတော့ကုသိုလ်ကံလူဖြစ်တဲ့ကုသိုလ်ကံကိုအဲ့ဒီကာမေတုမစ္ဆာဇာရအကုသိုလ်ကံလာနှောက်ရှက်ပလိုက်တာထောက်တဲ့ခါကျတော့ယောက်ျားစစ်စစ်မဖြစ်တော့အဲ့လိုဖြစ်သွားတာသူကလူဖြစ်တာတော့ကုသိုလ်ပဲနော်လူဖြစ်တာကုသိုလ်ကိုအကုသိုလ်ချဖြစ်လာနှောက်ရှက်ပလိုက်တယ်ဆိုတော့အကုသိုလ်ကလုံးကြီး 100% အကျိုးပေးလို့မရဖြစ်သွားတာအဲ့လိုဖြစ်သွားအဲ့တော့ကုသိုလ်နဲ့အကုသိုလ်ရောထွေးသွားတဲ့အဖြစ်ပေါ့နော်ဒါကတော့ဗုဒ္ဓရဲ့ကျမ်းဂန်ထဲမှာလိန်တူချစ်ခြင်းကိုမိစ္ဆာဓမ္မတွေထည့်ထားတာမျိုးတရားဝင်ရှိပါလားဗျာရှိခဲ့ရင်မေထုံမိဝဲတာချင်းအတူတူမေတ္တာထားကြတာချင်းအတူတူကိုလိန်ခွဲကိုကြတော့ဘာဖြစ်လို့မိစ္ဆာဓမ္မတွေမထည့်ရပါလဲဗျာအဲ့တော့မိစ္ဆာဘုရားကတော့အဲ့လိုသူကမိစ္ဆာဓမ္မပရိတတ်တွေသုံးတယ်ပေါ့နော်ထက္ကရာဆရာကအဲ့ဒါထပ်ဖွင့်ပေးထားတာပါမြတ်စွာဘုရားတော့ဓာတ်ရိုက်ဟောတာတော့မရှိဘူးပေါ့နော်ဓာတ်ရိုက်မြတ်စွာဘုရားတော့ဓာတ်ရိုက်မဟောဘူးဒါပေမဲ့အဲ့ဒီပါဠိစကားလုံးကိုထက္ကရာဆရာကဘာဆိုလိုလဲဆိုတာကိုထပ်ဆင့်ဖွင့်လိုက်တာပေါ့လိန်တူဆက်ဆံခြင်းကိုပဲဒါ
ဖက်စာပြဆိုလိုပါတယ်ဆိုပြီးတော့ထက်ကတာဆရာဖွင့်တာဆိုတော့အဲ့ဒီမှာကျတော့ဦးဇင်းတို့ဘာဖြစ်လို့လဲဆိုတော့ဟိုတဘာဝနဲ့အတဘာဝလို့ခေါ်တယ်ဟိုအမျိုးသားနဲ့အမျိုးသမီးဆိုတာကတဘာဝကြတယ်တရိษံပဲဖြစ်ဖြစ်ဒီဟိုပါပဲဒီလူပဲဖြစ်ဖြစ်ပေါ့နတ်ပဲဖြစ်ဖြစ်အားလုံးကဒါဝိတဘာကအာယံခေါ်တယ်လေဝိတစန့်ကျင်ဘက်ပေါ့အမျိုးသားနဲ့အမျိုးသမီးဆိုတာစန့်ကျင်ဘက်ဒါတဘာဝကြတယ်ဟိုစန့်ကျင်ဘက်မဟုတ်လို့သဘောကျနဲ့ကြတာပေါ့လေအဲ့တော့တဘာဝမကြတဲ့ဥစ္စာနှစ်ခုကခုနကလို့ကြာချင်းဆိုတဲ့ဟာကြတာခါကြတော့မမချင်းဆိုတဲ့ခါကြတော့ဒါကဝိတဘာကမဟုတ်တော့တဘာကအဲ့တော့တဘာကကိုတက်မှတ်တယ်ဆိုတဲ့စိတ်ကဒါပုံမှန်ရာဂစိတ်တဲ့နည်းနည်းပြင်းထန်သွားတဲ့သဘောဘောလားမသိဘူးပုံမှန်ရာဂစိတ်တဲ့နည်းနည်းအားကြီးတဲ့သဘောကိုခေါ်တယ်တဘာဝတရားကိုဆန့်ကျင်သွားတာအဲ့ကြောင့် तू ကအားကြီးတဲ့ရာဂစိတ်တစ်မျိုးဖြစ်လို့သူ့ကိုမိစ္ဆာဓမ္မလို့သုံးထားတာပါဒါတာမရာဂတဲ့ तू ကနည်းနည်းပြင်းထန်တယ်ဆိုတဲ့သဘောကိုရည်ညွှန်းတာဖြစ်ပါတယ်အရှင်မရဟိုပါပေါ့နော်ဘယ်သွားအခမဲ့မရတဲ့လောကကြီးမှာငွေကိုဘာဖြစ်လို့ယဟန်တော်တွေကိုမအပ်ဆက်ဘူးလို့ပြောရတာလေဗျာငွေဆိုတာကအရာရာကိုဖန်တီးပေးနိုင်တာကိုနော်ငွေဆိုတာကနိမ့်ကိဆို second god လို့ပြောကြတာပေါ့နော်ဒုတိယဘုရားသခင်လေဆိုတော့ဟိုမြတ်စွာဘုရားစကားကိုပဲထိုက်ရိုက်ပြောရမယ်ဆိုရင်ဒါဂါမဏိစစ်သူကြီးကိုဘုရားပြောတယ်လीနော်ဟိုဂါမဏိစစ်သူကြီးကသူကငွေမလူကောင်းတဲ့ဘက်ကနေသူကဆွေးနေတာကိုအဲ့တော့သူပြောတဲ့စကားမှားသွားမှာဆိုလို့မြတ်စွာဘုရားကိုပြန်လျှောက်တယ်ကမြတ်စွာဘုရားကမမှားဘူးမိမှန်တယ်အဲ့တော့ငွေသားယဟန်တော်တွေအပ်ဆက်သွားမယ်ဆိုလို့ရှိရင်ကာမဂုဏ်၅ပါးအပ်ဆက်လိမ့်မယ်အဲ့တော့ကာမဂုဏ်၅ပါးသာယဟန်တော်တွေအပ်ဆက်သွားရင်ဒါအတ္တမနာဓမ္မယဟန်တရားမဟုတ်တော့ဘူးနော်ယဟန်တရားမဟုတ်ဘူးအဲ့တော့ယဟန်နဲ့ကာမဂုဏ်၅ပါးဆိုတာမသိတော့ဘူးမလဲဆက်ဘူးလေမလျော်ဘူးလေအဲ့တော့ဒီကာမဂုဏ်၅ပါးကိုဒီပတ်စံကဖန်တီးပေးနိုင်တယ်အဲ့တော့ငွေမရှိတဲ့သူနဲ့ငွေရှိတဲ့သူကအများကြီးกว่าတာလေငွေရှိလို့ရှိရင်ဒါစိတ်တွေဖောက်ပြန်သွားပြီးတော့မတော်တဲ့နေရာမှာသွားသုံးနိုင်တယ်ဆိုတော့ငွေရှိတဲ့အခါကျတော့ဦးဇင်းတို့လည်းရင်လည်းပြောဖို့ပါတယ်ငွေရှိတော့ဘာဖြစ်လဲလောင်းဝန်းစားတွေလုပ်လို့ရတယ်ဒီနေ့ဘုန်းကြီးသင်္ကန်းဝတ်ကြီးနဲ့လောင်းဝန်းစားလုပ်တာလည်းကြားနေရတယ်လေအစိုးဆုံးကတော့ယဟန်အတုတွေပေါ်လာတာပဲလေဟိုတနေ့ရတော့ကျွန်တော်တခါတယောက်တောင်လာမေးသေးတယ်ပေါ့ဟိုယဟန်အတုတွေအရန်ပေါ်နေတယ်ပေါ့နော်ကားဂိတ်တွေမှာလမ်းဆောင်လမ်းခွတွေမှာပတ်စံတွေအလူခန်းတွေကြတာယဟန်အတုတွေများတယ်ဆိုတော့အဲ့တော့ပတ်စံအလူခန်းလို့ရတဲ့ဒလိမြန်မာနိုင်ငံမှာရှိနေတဲ့အတွက်ကြောင့်အဆောင်စားတဲ့ပုဂ္ဂိုလ်တွေပေါ်လာတယ်သင်္ကန်းလက်ကြောမတင်တဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့တော့သင်္ကန်းဝတ်ပြီးတော့လမ်းတကာပတ်ပြီးတော့အလူခံတယ်ဒကာဓမ္မတွေကလည်းသင်္ကန်းပတ်ထားတဲ့ဘုန်းကြီးမှန်ရင်ဆက်လာတူလာစစ်စစ်ဖို့မစင်စားတော့ဘူးငွေလူမယ်ဆိုတာကြီးပဲဆိုတော့အဲ့လိုမျိုးစဉ်းစားဆင်ခြင်ကင်းမဲ့ပြီးတော့ငွေလူတဲ့ပုဂ္ဂိုလ်တွေပေါ်တဲ့အတွက်ကြောင့်အချောင်ဝစ်တဲ့ပုဂ္ဂိုလ်တွေပေါ်လာတယ်ဘုရင်ပြောလိုက်ပါအဲ့ဒီကတကယ်ငယ်ဖြူယဟန်ဆရာသမားနဲ့တကယ်စနစ်တကျသင်ယူလေ့လာထားတဲ့ယဟန်ဆိုလို့ရှိရင်အဲ့လိုမျိုးဘူတာယုံတွေကားဂိတ်တွေလမ်းဆောင်လမ်းခွတွေမှာပတ်စံလိုက်အလိုမခံပါဘူးလို့ဒါဟာသိချတဲ့ယဟန်အတုပဲနော်ယဟန်အစ်စ်ဖြစ်ခိုင်တော့မှတကယ်ဆရာကောင်းသမားကောင်းစီမှာဝတ်တဲ့ပုဂ္ဂိုလ်မဟုတ်နိုင်ဘူးပေါ့နော်တကယ်ယဟန်အစ်စ်မှရင်အဲ့လိုမျိုးလမ်းဆောင်လမ်းခွတွေမှာပတ်စံလူခံတဲ့ပုဂ္ဂိုလ်မလုပ်ပါဘူးဒကာဓမ္မတွေသာသိထားတင်တာဒါကြောင့်ဦးဇင်းတို့ပတ်စံမလူနဲ့ပစ္စည်းလေးပါလူတချို့ဦးဇင်းတို့ပြောတယ်အားတဲ့ဟိုဈေးထဲမှာပေါ့နော်ဟိုဖက်နဲ့ပြတ်သွားတယ်ဆိုပြီးတော့ပတ်စံလာတောင်းကြတယ်ဗောဒကာကြီးတို့ဒကာမကြီးတို့ကိုရင်ဖက်နဲ့ပြတ်သွားလို့ပါဦးဇင်းဖက်နဲ့ပြတ်သွားလို့ပါဖက်နဲ့ဘိုးလေးလူပါအောင်ဆိုတော့သူကဟိုသူ့လည်းဖက်နဲ့ဘိုးလိုက်လူခံဒီသူ့လည်းဖက်နဲ့ဈေးတစ်စုံလည်းနှံ့နေပြီးတော့ဖက်နဲ့ဘိုးကလည်းမပြီးနိုင်တော့ဘူးသူဖက်နဲ့ဘိုးကဆိုတော့ဦးဇင်းကအကြံပေးတယ်တကယ်သူဖက်နဲ့ပြတ်ဖက်နဲ့လိုချင်တယ်ဆိုရင်ဖက်နဲ့ကပ်ဝယ်ပေးလိုက်ဖက်နဲ့ကပ်ပြီးပေးလိုက်သူ့ဆိုင်နဲ့တိုင်တဲ့ဖက်နဲ့ကိုပေးလိုက်အဲ့တော့တကယ်ဖက်နဲ့လိုချင်တဲ့ပုဂ္ဂိုလ်ကဖက်နဲ့ရရင်ကျင်းတဲ့ငွေမလိုချင်ဘူးဟုတ်နော်အဲ့တော့ဆုံးဖုံးပေးရတဲ့ပုဂ္ဂိုလ်ဆုံးဖိုးလေးလူပါအောင်ပြောရင်ဆုံးဖိုးမလူနဲ့ဆုံးကတ်လိုက်ဦးဇင်းပြောတာဆုံးကတ်လိုက်ဖက်နဲ့လူပေးလိုက်အဲ့ပတ်စံတကယ်လိုချင်တဲ့ပုဂ္ဂိုလ်ကမဟုတ်ဘူးသူကပတ်စံရအောင်တောင်းလိုက်မယ်သူကဦးဇင်းကိုယ့်ကိုဝယ်လိုက်မယ်လို့ပြောလိုက်မယ်သူကနော်အဲ့တော့ဦးဇင်းကိုယ့်ကိုဝယ်စားလိုက်မယ်ကိုယ့်ကိုဝယ်လိုက်မယ်လို့ပြောလိုက်မယ်ဘာလို့သူပတ်စံလိုချင်တာလေဖက်နဲ့လိုချင်တာမဟုတ်တာအဲ့တော့ဦးဇင်းအကြောင်းအဲ့လိုယဟန်အတုတွေပပြဖို့အတွက်ကဒကာဓမ္မတွေစဉ်းစားတင်တယ်လေဒါကြောင့်ဦးဇင်းတို့အဲ့လိုလမ်းဆောင်လမ်းခွတွေဈေးတွေမှာလိုက်အလူခံနေတဲ့ဟာမျိုးကိုဦးဇင်းတို့အာမပေးတင်ဘူးဘာလို့အစ်စ်ထက်အတုများတယ်အဲ့ဒါတွေကဒါကြောင့်တကယ်ဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်လည်းခုနဆုံးကပ်ပေးလိုက်ပါဖက်နဲ့လှူပေးလိုက်ပါဟုတ်လားအဲ့ဒါမျိုးပေါ့အဲ့တော့တကယ်ပတ်စံလိုချင်တဲ့ပုံကိုကြတာမဟုတ်ဘူးအဲ့ဒီဖက်နဲ့ကိုတမင်တကာဖြတ်တယ်ကိုနေရာလူခံဒီနေရာလူခံတော့ဒကာဓမ္မတွေကအဲ့ဒါဦးဇင်းတို့ဒီနေ့မနေ့တောင်တရားဟောခဲ့သေးတယ်ပညာဗုဒ္ဓဘာသာဝင်တွေအားနည်းနေတာအဲ့တော့တတ္တာဗုဒ္ဓဘာသာဝင်တွေအားကောင်းတဲ့ခါကျတော့အတုတွေကလည်းထကြွလာတာပေါ့နော်အဲ့ကြောင့်တို့ပတ်စံရှိတော့ခုနနောက်ဆုံးခုနသာသနာဖြတ်တဲ့ပုံကိုတွေသာသနာအတုယဟန်တုတွေပေါ်လာတယ်နော်ဒါတာတကတစ်ခုပြောပြတာလေပတ်စံရဲ့အန်ဒရယ်ပြောပြတာလေပတ်စံကြောင့်ယဟန်တုတွေပေါ်လာတယ်နော်အဲ့တော့ငွေလိုချင်လို့စီးပွားရေးလှုပ်လာတယ်နော်အဲ့လိုမျိုးဖြစ်လာတယ်အဲ့တော့ဦးဇင်းတို့အရာရာမှာဦးဇင်းတို့နောက်ဆုံးဘယ်လောက်တောင်ဖြစ်လာလဲဆိုပြပြမယ်ဆိုရင်ဦးဇင်းတို့ဟိုတချို့ကြားတာရှိတယ်ဗောလေတချို့ဓမ္မဂရိကတွေဆိုလို့ရှိရင်လည်းတရားဟောတယ်ဓမ္မပူဇာနဲလို့မဟောဘူးဆိုတာမျိုးတွေဖြစ်ကြသေးတယ်နောက်ခောဘကပုဂ္ဂိုလ်နဲ့ဓမ္မဂရိကနဲ့ရံဖြစ်တဲ့ဇလန်းတွေကြားရတယ်ဟုတ်တော့ဓမ္မပူဇာပြဿနာတွေငွေပြဿနာတွေလေဆိုတော့မဖြစ်တဲ့ကိစ္စတွေလေအဲ့တော့ခောဘကကဓမ္မပူဇာအကုန်မပေးလို့ဓမ္မဂရိကနဲ့ရံဖြစ်တဲ့ဇလန်းတွေဆိုတော့ဒါတွေအားလုံးကငွေကိုအခြေခံပြီးတော့ယဟန်တစ်ပါးအနေနဲ့မဖြစ်တဲ့ပြဿနာတွေဖြစ်လာတာပဲနော်အဲကြောင့်ဦးဇင်းတို့ကမြတ်စွာဘုရားက
ငွေမလူအောင်လို့မဆိုလို့လူချင်းကပ်ပြရကာရကလက်ထက်မှာအပ်ပြီးတော့ဆက်ဆက်လူပါလို့ပြောထားပြီးသားပဲအဆုံးမရောက်ပါဘူးမြတ်စွာဘုရားနော်ငွေဒီမရှိမဖြစ်လိုအပ်တဲ့ဘာမှန်တယ်ဒါပေမဲ့မြတ်စွာဘုရားကမိစမပရိပိတာပဲနော်ယဟန်နေလက်ထက်မှာမထက်ရအောင်ယဟန်နေကိုယ်တိုင်ဝယ်ယူသုံးစွဲခြင်းခွင့်မပြုဘူးလူစင်ခဏခဏပြောနေတာလက်ထက်မှာငွေရှိတယ်ဆိုလို့ချင်းနောက်ဆုံးကုန်ပြောမယ်ဆိုရင်လူခိုးထွက်ပြီးတော့မာတုကမှတော့ပြောလို့ရတယ်ဟုတ်တယ်လားသဖြင့်တူတွေဝတ်မယ်အင်ဂျီတွေဝတ်ပြီးတော့ထွက်လိုက်ဘူးသူကမသိလိုက်ဒါမျိုးတွေဦးဇင်းတို့အများကြီးကြားနေရတယ်အားလုံးအခြေခံလိုက်ရင်ငွေပဲငွေသားလက်ထက်မှာမရှိရင်ဒီလိုမျိုးလုပ်ဖို့စိတ်ကူးမှမဟုတ်ဘူးဟုတ်တယ်နော်ငွေမရှိတဲ့ယဟန်တစ်ပါးအနေနဲ့လူထက်ဖို့လုံးဝစိတ်ကူးမှမဟုတ်ဘူးလက်ထက်မှာငွေရှိတော့ငွေအားကိုးနဲ့လုံရဲတယ်ဟုတ်တယ်လားနောက်ဆုံးခုနအရက်ဝယ်တောက်တာတွေပါဖြစ်လာတယ်ဟုတ်တယ်လားကျောင်းသားကပ္ပိယတော့ဝယ်ခိုင်းထားတယ်ဆိုတော့အားလုံးပါလဲငွေချောင်းဖြစ်တဲ့ပြဿနာတွေအဲကြောင့်မြတ်စွာဘုရားအဲကြောင့်ငွေကိုပယ်ခဲ့တယ်ဆိုတာအဲ့ဒါပဲနော်ငွေကင်လိုက်တော့အားဖြင့်တခြားတီလာတွေနောက်ချောက်ထက်ချောက်ကျိုးပြီဟုတ်နော်တခြားတီလာကျိုးပြီအဲ့တော့ငွေကင်ထားပြီးတော့တခြားတီလာတွေမကျိုးပါဘူးဆိုတာအမတန်ရှားပါတယ်နော်အပားတစ်ထောင်မှတစ်ပါးတော့မရှိလောက်ဦးစင်းထင်တယ်လေငွေကင်နေငွေတော့ကင်တယ်မလွတ်တာမှချမ်းသာလို့ကင်တယ်ဒါပေမဲ့တခြားတီလာလုံးဝမကျိုးပါဘူးလို့ဆိုတဲ့ဆရာတော်မျိုးမရှိဘူးလို့တော့မပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့ဦးစင်းထင်တယ်တစ်ထောင်တစ်သောင်းမှတစ်ပါးရှိကောင်းရှိမှချင်းပါပေါ့နော်ပတ်စံကင်ပြီးတော့တီလာမသိမ့်ပါဘူးအဘဲမကျိုးအဘဲမသိမ့်ပါဘူးဆိုတဲ့ဘုန်းကြီးမျိုးပေါ့နော်တော်တော်ရှားလိမ့်မယ်ထင်တယ်အဲ့ဆိုရင်အရှင်မပြောသလိုပဲပေါ့နော်ဒီရက်ကွက်တွေဒီဈေးတွေမှာငွေလိုက်အလှခံတယ်ဆိုအလှခံတဲ့ဟာကိုယဟန်တုလို့အရှင်ပြောမယ်ဆိုရင်ကျောင်းတိုက်တွေမှာငွေအလှခံတဲ့ဓမ္မယုံတွေမှာအလှခံတဲ့တန်ဃာတွေကိုကြတော့အရှင်ဘယ်လိုပြောမလဲရှင်ဆိုတော့ဦးသိပြောတာငွေလူခံတဲ့ဘက်ကိုယဟန်တူပြောတာမဟုတ်ဘူးနော်အမှုကြီးအောင်မလုံးနဲ့တော့ဦးသိပြောတာဖြစ်တတ်တဲ့သဘောပြောပြတာလေများသောအားဖြင့်ရေပုံရန်အားဖြင့်ဒီလမ်းမတွေကိုထွက်ပြီးအလူခံတယ်ဆိုတာယဟန်အစ်စ်တွေမလုပ်တဲ့လုပ်ငန်းတစ်ခုလို့ပြောပြတာလေငွေလူခံယဟန်တူပြောတာတော့မဟုတ်ဘူးနော်ဖြစ်တတ်တဲ့သဘောတစ်ခုပြောပြတာလေအဲ့တော့ဒီလိုလမ်းမတွေကိုထွက်လူခံတယ်ဆိုများသောအားဖြင့်တန်ခါအစ်စ်တွေယဟန်အစ်စ်တွေဟာဒီလိုမျိုးမလုပ်တတ်ဘူးဆိုပြောပြတာလေအဲ့တော့ပြောပြတာသူအင်္ဂလိပ်ရအကြောင်းမှလာလို့တာလက်ခံတာတော့ရှိမှာပဲလေဒါတော့ဟုတ်လားဆရာတော်ကြီးတွေလည်းလက်ခံကြတာရှိတာဒါဆိုရင်ရှင်မငွေကိုကယဟန်ကမတုံးကောင်းဆိုရင်တကယ်လို့ကျောင်းတိုင်းအတွက်တော်၎င်းဓမ္မယုံအတွက်တော်၎င်းအဲကျောင်းတိုက်ကတခုခုပစ္စည်းပဲဖြစ်ပေါ့နော်အဲ့အတွက်ကိုအလူခံနေဆိုရင်ရောအဲ့ရလားမသိဘူးဒီလိုရှိတယ်အဲ့ဒါကလေလူခံတဲ့နေရာမှာကျွန်တော်နှစ်ပိုင်းရှိတယ်ပုဂ္ဂလိကအလူခံတယ်ဆိုလို့ရှိရင်နေတကိအာဖက်လို့ခေါ်တယ်လေကိုယ့်အတွက်ငွေလာလူတယ်ဆိုရင်လက်မခံရဘူးလက်ခံလိုက်လို့ရှိရင်အဲ့ဒီငွေတွေနေတကိဖြစ်သွားတယ်ဆွန့်ရမယ်အကိကျောင်းအတွက်လာလူတယ်ပေါ့ရှင်မရကိုဓမ္မယုံအတွက်ဝိထုံငွေလူပါတယ်လို့လူတယ်အဲ့တော့ဘုန်းကြီးလက်မခံကောင်းပါဘူးလက်ခံရင်အာဖက်တဲ့ဒါပေမဲ့နေတကိတော့မထိုက်ဘူးနော်နေတကိမထိုက်ဘူးပုဂ္ဂိုလ်ကိုလူမှတာနေတကိထိုက်တာကျောင်းအတွက်လူပါတယ်ဗျာဓမ္မယုံအတွက်လူပါတယ်ဗျာဆိုလို့ရှိရင်ဒီငွေဒီဘုန်းကြီးကိုလူတဲ့ငွေမဟုတ်ဘူးကျောင်းကိုလူတာအဲ့တော့ကျောင်းဒီအလူခံပုဂ္ဂိုလ်ဘောလားမသိဘူးအဲ့တော့ကျောင်းကအလူခံပုဂ္ဂိုလ်ဘုန်းကြီးကအလူခံပုဂ္ဂိုလ်မဟုတ်ဘူးကျောင်းကိုလူတာလေအဲ့ဆိုရင်ဘုန်းကြီးကဂျားပြတ်ပြီးတော့ကျောင်းကတတ်မဲ့ပစ္စည်းဖြစ်တော့ကျောင်းကအလူမခံတတ်ဘူးအဲ့တော့ကျောင်းကိုစားဘုန်းကြီးကအလူခံပေးတာအဲ့တော့အလူခံပေးတဲ့ဘုန်းကြီးမှာအာဘက်တင်သွားတယ်ဒါပေမဲ့ဒီပတ်စံလေးဘုန်းကြီးပတ်စံမဟုတ်တဲ့အတွက်ကြောင့်ဘုန်းကြီးစွန့်စရာမလိုဘူးနော်ဝင်းကြီးကလို့ရှိရနော်အဲ့တော့ကြောင့်အဲ့ဒီပတ်စံနဲ့ဘုန်းကြီးကျောင်းဆောက်မယ်ဘုန်းကြီးကိုယ်တိုင်တော့မဆောက်နဲ့ခေါ်ဘက်ကလည်းထဲကိုပေးရမှာပေါ့နော်အခုဘုန်းကြီးကနေပြီးတော့အဲ့ပတ်စံအေးဒါတော့ကျောင်းအတွက်ငါလူခံတဲ့ပတ်စံပဲဆိုရင်ခေါ်ဘက်ကတွေအဲ့လာခေါ်ဘက်ကတွေကသူ့အတူကျောင်းဆောက်ဒါဆိုနေတိကိမထိုက်ပဲကျောင်းကနော်ဘာလို့လဲဆိုတော့ဘုန်းကြီးပတ်စံမဟုတ်တဲ့အတွက်ကြောင့်ဘုန်းကြီးကိုယ်ပိုင်ပတ်စံဆိုတော့နေတိကိထိုက်တယ်နော်အဲ့ကြောင့်အလူခံတဲ့ဘက်မှာနှစ်ပိုင်းရှိတယ်ကိုယ်အတွက်လူတယ်ပုဂ္ဂိုလ်အတွက်လူခံတယ်ဆိုရင်တော့အာဘလက်တင်နဲ့နေတိကိလိုက်ထိုက်တယ်နေတိကိထိုက်တယ်ဆိုတာစွန့်အောင်ပါပေါ့နော်အဲ့ပတ်စံအောင်စွန့်အောင်မသုံးလို့မရဘူးအဲကျောင်းအတွက်လူတဲ့ဝိတုငွေဆိုလို့ရှိရင်တော့ဘုန်းကြီးအာဘက်တင်တယ်ဒါပေမဲ့ကျောင်းကတော့နေတိကိမထိုက်သွားအောင်နော်ဒါဆိုရင်ရှင်မဟိုပေါ့ဒီကျောင်းတိုက်ကိုပဲလာလူတယ်ပေါ့တပည့်တော်ကကျောင်းတိုက်ကိုလာလူတယ်ဘုန်းကြီးကလက်ခံတယ်ဘုန်းကြီးကပဲဦးစီးပြီးတော့ဆောင်ရွက်တယ်ပေါ့ဒီကုန်ကြစိတ်တွေအားလုံးစီမံခန့်ခွဲတယ်ဆိုရင်ရောအဲ့ကျောင်းကနေတကိထိုက်လာမသိဘူးဘုန်းကြီးကိုယ်တိုင်တော့ဝယ်ယူစီမံခန့်ခွဲတော့လုပ်လို့မရပါဘူးနော်ဘုန်းကြီးကိုယ်တိုင်ဝယ်ယူစီမံတော့နေတကိထိုက်ပါပါလားနော်ဟိုတကားတွေပဲစီစဉ်ရမှာပေါ့ဖျားရှင်လက်ထက်မှာတချို့သောနှစ်ပုံးတွေကိုသူတို့သာဝီနီးကိုထိန်းနိုင်မယ်ဆိုရင်ဝိခွင့်ပြုရလို့ကြားသိမိဘူးပါတယ်ဖျားတဲ့ဟုတ်ပါလားတဲ့ဟုတ်တယ်သူကပန်တုံး၅မျိုးထဲမှာသူရတယ်နော်ဥပဒေပြည်ပဲမရတာလေဥပဒေပြည်မရအောင်နှစ်ပုံးကတော့ရတယ်ဟုတ်တယ်မှန်ခဲ့လို့ရှိရင်နှစ်ပုံးတွေကိုတော့လက်ခံတယ်မေထုံကြတော့လက်မခံနိုင်ဘူးဆိုလို့ရှိရင်လက်မခံတော့မကြီးမှုရအောင်ဖြစ်ဘူးဖျားတဲ့သူဝီနီးနဲ့တုတ်တန်မရောနဲ့လေနော်သူကဝီနီးဥပဒေဘက်ကယဟန်ဝဲလို့ရတယ်လို့ပြောတာအကုသိုလ်ဖြစ်မပြုလို့ပြောတာမဟုတ်ဘူးတော်လားမသိဘူးယဟန်ဝိခွင့်ပြုတယ်ဒါပေမဲ့ဟိုကမေထုံသားပြုကျင်တော့ဒါအကုသိုလ်ပဲလေဒါကတော့ဒါကိုပြောတာလေဟိုကအကုသိုလ်မပြုပြောတာအကုသိုလ်ဖြစ်တယ်ဒါပေမဲ့ယဟန်ဝဲလို့ရတယ်ဒါပဲလူယဟန်ခံသည့်အခါမှာကမ္မဝါစာဖတ်ပါတယ်ဖေ။ကမ္မဝါစာမဖတ်ခင်မေးတဲ့မေးခွန်းတွေကယောက်ျားစင်စေဧကန်ဖြစ်လို့ဆိုရဲမေးခွန်းပါပါတယ်ဖေ။ယဟန်ခံမိသူဟာလိန်တူချစ်ကြိုက်သူဖြစ်နေပါရင်
မိတို့ပြန်လဲဖြေဆိုတင်ပါတယ်လေဖေဟာယောက်ျားစင်စေဧကန်ဖြစ်ပါသည်လို့ဖြေ၍ရဟန်းခံခဲ့ပါလျင်မိတို့အပြစ်များဖြစ်နိုင်ပါတယ်လေဖေဟာ မဖြစ်ပါဘူးရဟန်းခံလို့ရပါလေဒါတော့ဥပဒေပြည့်မဟုတ်ဘူးဥပဒေပြည့်ဖြစ်မှလေဒါဥပဒေပြည့်ဆိုတာက तू ကဟိုနိမိတ်နှစ်ခုပါတဲ့ပုဂ္ဂိုလ်ဆိုလို့ဒါယောက်ျားက तू က तू လိန်တူချစ်တာဘာမှမဖြစ်ဘူးဒါပဲဆိုတာမရှိဘူးရဟန်းခံလို့ရပါတယ်အဲ့တော့ तू က तू ယောက်ျားစစ်စစ်ဖြစ်လဲရပါတယ်ဘာမှဖြစ်ဘူးဒါ तू က तू ယောက်ျားချင်းချစ်ကြတာပဲရှိတာလေဟိုလိုမျိုးဥပဒေပြည့်မှမဟုတ်တာနော်အဲ့ဒါကြောင့်ယောက်ျားစစ်စစ်ဖြစ်ပါတယ်လို့ဖြေခွင့်ရှိပါတယ်ဖြေလို့ရပါတယ်ဒါဆိုရင်ရှင်ဗျာဟိုတပည့်တော်ကြားဘူးလားလိန်ကဆိုတဲ့နေရာမှာခန္ဓာကိုယ်တစ်ကိုယ်လုံးလို့တပည့်တော်သိရဗျာဟိုမှာယောက်ျားလေးတန်တန်မှာဆိုရင်ယောက်ျားရဲ့အင်္ဂါတစ်ခုတည်းမဟုတ်ဘူးခန္ဓာကိုယ်ရဲ့လက်တင်မှာလည်းကြည့်လိုက်ရင်သိရပေါ့ရှင်ဒါဆိုရင်ဒီယောက်ျားပြင်းမဟုတ်တဲ့ဟိုဟာဆိုရင်တော့ရှင်ဗျာယဟန်ဝတ်တဲ့ခါမှာတမျိုးဖြစ်နေမလားဒါမှမဟုတ်ဒါစစ်စစ်ရှင်ဗျာယောက်ျားတန်တန်ရှိတဲ့လူကခန္ဓာကိုယ်တစ်ပြင်လုံးမှာပေါ်လင်တယ်ပေါ့ရှင်ဗျာလက်တင်မှာဆိုရင်လည်းကြမ်းတမ်းတဲ့အမူအရာရှိရယ်မိန်းကလေးအင်္ဂါရှိတဲ့လူကနူးညံ့တယ်ပေါ့အဲဒီဟိုယောက်ျားစစ်စစ်ဟုတ်ရဲ့လားလို့မေးတဲ့အခါမှာ तू ကဟိုဟာဂေးဖြစ်နေမယ်ဆိုရင်အားကြတော့မဆိုင်ဘူးရတယ်မဆိုင်ဘူး तू ကအဓိကနိမိတ်ပဲလေအင်္ဂါဇက်ပဲအဓိကပဲအင်္ဂါဇက်အဓိကအရှင်မြတ်ယဟန်တော်များနေခင်းပိုင်းနေမှာရင်နွေးချမ်းအပ်ပါသလားဗျရင်နွေးချမ်းကဟိုလက်ဖက်ကြောက်ပါတဲ့ဟာပြောတာနော်လက်ဖက်ကြောက်ပါတဲ့ဥစ္စာအဲ့ဒါဒီလိုရှိတာမြန်မာနိုင်ငံအယူဆနဲ့ဟိုဘက်တိရလင်္ကာလိုတော့မတူဘူးပေါ့မြန်မာနိုင်ငံမှာကြတော့ဒီလက်ဖက်ကိုဟိုစီတို့တက်တော်တို့နော်ဂျင်းတို့ဟိုပဲတို့နှမ်းတို့ထည့်ပြီးတော့တုတ်စားကြတယ်အဲ့တော့တရေစာပေါ့နော်အာဟာရအဖြစ်နဲ့ဒီလက်ဖက်ကိုစားတဲ့အတွက်ကြောင့်လက်ဖက်တီတာဆေးမဟုတ်ဘူးပေါ့နော်ယာဝကာလိကပစ္စည်းတစ်ခုဖြစ်တယ်ဆေးမဟုတ်တဲ့အတွက်ကြောင့်ညနေဖက်ရင်နွေးချမ်းတောက်မယ်ဆိုလို့ရှိရင်ရင်နွေးထဲမှာဒီအရွက်ကိုထည့်တောက်မယ်ဆိုလို့ရှိရင်ဒီအရွက်ကိုပြုတ်လိုက်သလိုဖြစ်သွားတယ်တနည်းအားဖြင့်ဟင်းရွက်ပေါ့နော်ဒီလက်ဖက်ကိုဆရာတော်တွေကဟင်းရွက်အဖြစ်သတ်မှတ်တယ်အဲ့တော့ဟင်းရွက်အဖြစ်သတ်မှတ်လိုက်တဲ့အခါကျတော့သူဒီဝီနီထဲမှာကဟင်းရွက်ကိုရင်နွေးနဲ့ပြုတ်မတောက်အောင်အဖျော်ရည်ကိုဖျော်လို့ရှိရင်တော့ရေအေးပဲတောက်လို့ရတယ်လေလက်ဖက်ကိုအဖျော်ရည်လို့မရဘူးလားဆိုရတယ်ဒါပေမဲ့ရေအေးနဲ့ဖျော်ရမယ်ကြောင့်ဟိုဘက်မှာဦးဇင်းတို့ green tea ဆိုပြီးတော့အပြင်ပို့ကျွန်တော်ထိုင်းနိုင်ငံလုံးမှာတို့ဒါညနေပိုင်းရဟန်းနေတောက်တယ်အဲ့တော့လက်ဖက်6ကို sorry လက်ဖက်ရွက်ကိုရေအေးနဲ့ဖျော်မယ်ဆိုရင်တော့အပ်တယ်အဲ့တော့ရေနွေးနဲ့လုပ်တဲ့ခါကျတော့ဒီဟင်းလက်ဖက်ရွက်ကိုပြုတ်တူလို့ဖြစ်သွားတာပေါ့အဲ့တော့ဟင်းရွက်ပြုတ်ရည်သဘောဖြစ်သွားတယ်အဲ့ကြောင့်မြန်မာဆရာတော်ကြီးတွေကဟင်းရွက်ပြုတ်ရည်ဖြစ်တဲ့အတွက်ကြောင့်ညနေဖက်လက်ဖက်ရည်မအပ်ဘူးဒါမြန်မာဆရာတော်တွေရဲ့ဟောဟိုမြင်အယူဆပေါ့ဗျလက်ဖက်ဒီတောက်စားတဲ့အထက်မှာပါတယ်ပေါ့နော်အာဟာရပစ္စည်းတဲ့အထက်မှာပါလို့ညနေဖက်ရေနွေးနဲ့ပြုတ်ပြီးတော့တောက်လို့မရအောင်ရေအင်းနဲ့ဆိုရင်တော့ရတယ်နိုင်ငံခြားမှာကြတော့ဒီသီးလင်္ကာတို့ဘာတို့မှာကြတော့လက်ဖက်ကိုမြန်မာနိုင်ငံတို့တုတ်စားတာမျိုးမရှိဘူးသူကဒီလက်ဖက်ရေဂျာမဲတောက်ကြတာလေတုတ်စားတာမရှိဘူးဒါကြောင့်သူတို့နိုင်ငံမှာဆိုရင်ဒီလက်ဖက်ဒီအာဟာရမဖြစ်ဘူးဆေးပဲသူတို့နိုင်ငံမှာဆေးသတ်မှတ်တယ်ဘာလို့စားတော့တာမရှိမြန်မာနိုင်ငံလိုစားတော့တာမရှိဘူးမကြောင့်သူတို့ချိန်မှာကြတာဆေးလို့သတ်မှတ်တယ်သူတို့နိုင်ငံဒေသအရဆိုရင်တော့ဒါညနေဖက်တောက်လို့ရတဲ့အနေအထားရှိတယ်ဒါကြောင့်လည်းသီးလင်္ကာကဝင်းဒီအလေးပြုတဲ့ဆရာတို့လည်းတောက်ကြတယ်ညနေဖက်လက်ဖက်ရည်ကိုပေါ့နော်အဲ့တော့ဆိုရင်ဘလို့နားလေရမလဲပေါ့နော်ဟိုနိုင်ငံမှာအဲ့တဲ့နိုင်ငံမှာဒီလိုပဲမှတ်ရမလားဆိုတော့အဲ့လိုပဲမှတ်ရတော့မှာပဲကျွန်တော်စာပေထဲမှာနှစ်ဝါဒရှိတယ်တနိုင်ငံကဆေးဖြစ်သတ်မှတ်တယ်တနိုင်ငံကဒီအစားအသောက်ဖြစ်သတ်မှတ်တယ်အဲ့လိုဆိုရင်အဲ့ဒီဝင်းဒီဘလို့လိုက်နာမလဲဆိုတဲ့ကနှစ်ဝါဒကွဲတာကတဝါဒကတော့နိုင်ငံတစ်ခုခုကနော်ဒီဟာကိုအစားအသောက်ဖြစ်သတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်အစားအသောက်ဖြစ်စားကြတယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံဖြစ်ဖြစ်ဒါကိုအစားအသောက်ဖြစ်သတ်မှတ်ရတယ်ဆိုတာကမြန်မာနိုင်ငံမှာဒါလက်ဖက်တီမအပ်ဘူးလို့သတ်မှတ်တယ်ဒါဆိုလို့ရှိရင်တခြားနိုင်ငံမှာလည်းမအပ်ဘူးလို့ပဲဆုံးဖြတ်ရတော့မယ်ဒါတဝါဒဆိုတာကတနိုင်ငံမအပ်တာနဲ့တကမ္ဘာလုံးမအပ်ဘူးဆိုတဲ့ဝါဒတစ်ခုရှိတယ်ဒါတီကာထဲမှာလေဝိမတိတီကာလားဝိမတိတီကာလို့ထင်တာပဲနော်နောက်တဝါဒကျတော့မဟုတ်ဘူးသူကဆေးဖြစ်သတ်မှတ်တဲ့နိုင်ငံမှာဆိုရင်အပ်တယ်အစားအသောက်ဖြစ်သတ်မှတ်တဲ့နိုင်ငံဆိုမအပ်ဘူးသူ့နိုင်ငံဒလေးနဲ့ဆိုင်တယ်ဆိုပြီးတော့ဆုံးဖြတ်တဲ့တဝါဒလည်းရှိတယ်အဲ့တော့အဲ့ဒီဝါဒလေးကတော့ဦးဇင်းတော်တဲ့သဘောကျတာဘာဖြစ်လို့လဲဆိုတော့နိုင်ငံတစ်ခုခုကဒါကိုဦးဇင်းတို့အစားအသောက်ဖြစ်သတ်မှတ်တယ်မသတ်မှတ်ဘူးဆိုတာတခြားနိုင်ငံလူသိချင်မှသိမှာလေဥပမာသီလင်္ကာနိုင်ငံရဟန်းတွေဒီမြန်မာနိုင်ငံမရောက်ဘူးဆိုရင်မြန်မာနိုင်ငံတလေးသူတို့ဖယ်သိမလဲအဲ့သူတို့အာဘက်သိင်ကုန်မှာပေါ့ဟုတ်နော်အဲ့ကြောင့်ဦးဇင်းတို့ကဒုတိယဝါဒကိုသဘောကျတယ်တနေ့ဒီပါလဲဟိုတနိုင်ငံမှာကအစားအသောက်ဖြစ်သတ်မှတ်တယ်ဆိုအဲ့နိုင်ငံမှာမအပ်ဘူးလို့မှတ်လိုက်တနိုင်ငံဆေးဖြစ်သတ်မှတ်တယ်ဆိုအဲ့နိုင်ငံအဲ့တယ်လို့မှတ်လိုက်ပဲနော်အဲ့လိုပဲအဲ့ဝါဒလေးကတော့လည်းပိုကောင်းတယ်လို့ပေါ့ယုံကြည်ရှိတယ်လို့ပဲနော်